都俺中文那看了，路家了，三家在那在老地的。不是你不要过来，你要加杯了。啊，这要家家完了，得家了了。 Heaven TV Channel ကအမျိုးများအားလုံးမင်္ဂလာပါဒါကတော့ယောက်ျားကမိန်းမကိုလမ်းဘေးခင်းဆိုင်မှာပြစ်ထားခဲ့တာတယ်နော်အခုကျအလှခံရတဲ့ငွေတွေကိုလာယူတာတဲ့ဗျကြည့်လိုက်ရအောင်ဗျ干嘛嘞？哎，不能骗他嘞！你把骗你了，你谁讲你了？哈，你可怜的哟！你可怜的不要我嘞！咋比多谁讲话比了？你不能老找他了嘞！哎，你们俺姑娘别动啊！你刚刚摸摸你嘛，说你不要了。哎，谁要这么了？谁要这么了？我刚去人都玩我们。哎，这，他不了不来，你你干嘛嘞？你干嘛嘞？啊，姑娘别人干啥了嘛？不然你刚刚摸摸地瓜一老咱们都不知道。啊，姑家了还没好糊，老在那里。啊，看来不要玩的。那个人当然你要不要玩的？啊，都怎么样路吧我们啦？啊，这不是姑娘们啦？嗯，来，你这车你去的吧哈嘞？看，你看见，看，你看见。谁你来着？看，你把这标，不是你讲话啦，不是你上家对上家对讲话啦。哎，啊，路干哪边啦？不是你不讲话啦？你把那边来了。没有了，谁讲话？谁打了？好了。哎，都可能的，妈妈都了，不要喂。都可能后面就刚好了。家人你要不要我嘞？不对。都可能都要是的。啊，马上谁用顶没落下了啊？啊，这不是老不要没有？你谁讲话的了哈？你不能打他嘞？谁不能打他嘞？对呀，怎么样？哎。嗯？啊？哦，你把骗子来了，如何？谁你来着？你这长得没了？就把打他了没讲？你把打他嘞？你把打他嘞，不要。啊？你把打他嘞？啊？哦，你把谁打他嘞？把谁打他嘞？他妈的爱谁的？啊，七六的那个不知道吗？毛都谁用不家了？多讲你啦，有个骗你了吗？没得。他讲不知道不要没啊？谁用这样没漏的呢？妈来来干嘛的哟？对呀。来干嘛谁干的呀？不知道啊，对的。什么道理都别的。我帮妈妈杀了，那你今天不是不要工嘞？那不是人家路上干，不是你不要工嘞？给出来了，好了，慢慢不要给出来了，我这还不是不要工嘞？啊？不是今天来看吗？今天爱他来了，不是爱他嘞？都拉布的路就爱他了，骗没？都爱拿路拉布他了。好了，不是爱他嘞？ဒီမှာငါးထားပေးတဲ့လူရှိတယ်ဘယ်လိုသူ့ပါသူ့ဒီအခန်းပိုင်စီကိုပြန်ပြီးဒီမှာ ကားပတ်စရာ9000မပေးတယ်တဲ့ အေးလာပိုးတဲ့လူကိုအပ်ထားတယ်သူကအဲ့လိုမျိုးလားမသိဘူး 你要讲好不？ ယောက်ျားကွဲသွားပြီးခေါ်လာကြတယ်မရှိတော့ဘူး 我等你来了的。 ဟုတ်လားအဲ့သူယောက်ျားလည်းပြန်ခိုးပေါင်းနေပြီမကူညီဘူးကွယ်အဲ့မျိုးကြတော့သူယောက်ျားပတ်သက်လာယူသွားပြီးလားဆိုရင်တော့တင်များလူထားတဲ့ဟာတွေကိုကြည့်အောင်အဲ့တင်များမလူတော့ဘူးကမအဲ့ဒါတင်များမလူတော့ဘူး 现在就没那个嘛变化的。သူယောက်ျားလာခိုးအိတ်သွားပြီးလားဆိုရင်တော့သူယောက်ျားနဲ့သူယောက်ျားသူ့ကိုအဲ့လမ်းဘေးကခင်းတိုင်းမှာပြစ်ထားလို့သူ့ကိုကူညီတာတင်များတနာပြီးတော့ဟမ် မဟုတ်လေသူဆေးရုံပို့လို့ရပါမလားသူကဆေးကြောင်နေလားမသိဘူးတယောက်ကြားနဲ့ပြန်ခိုးသွင်းနေတာ
ဟုတ်လား အေးသူယောက်ျားနဲ့သူပြန်တွေ့တာကြီးကောင်းတဲ့ကောင်းတဲ့ဟာမှမဟုတ်တာသူ့တိခါပြောတယ်ယောက်ျားနဲ့ပြန်မပေါင်းနဲ့အလူငွေရတာအခုအလူငွေတွေအခုတများမလူတော့ဘူးလားသူ့အလူငွေနှစ်ခါလာလူတာလား15သိန်း30လောက်ရှိတယ် အဲ့ဒါနေဘယ်ရောက်ကုန်လဲဒီယောက်ျားပေးရလား သူယောက်ျားလာသွားတေးကြတယ်ဟုတ်လားသူယောက်ျားလာသွား လာပါတဲ့ထဲမှာဆေးရပြောတယ်မှာ သူယောက်ျားလာသွားရင်တော့အဲ့ဒါဒီကိုတများလူတာတဲ့ငွေတွေကုန်သွားပြီ ဟုတ်လားဒီတော့ သူ့ဘယ်ကိုပို့ရမှာလားစဉ်းစားကြည့်အောင် ဒီဝမ်းမဲ့ဆိုတာလေ ဒီလိုတိုင်ကသူ့တများမလူတော့ဘူးဒါသူ့ကို အတား တ ပြော များမမိနေတယ် လူတော့ဘူး တကယ်မှမိနေတယ် အဲ့ဘယ်လိုလုပ်မှာ သူကလေး3ကောင်ကိုကျွန်တော်ကဟိုထိန်းထားပေးဆိုပြီးထိန်းထားပေးလို့ရတယ် ကလေးကနှစ်ကောင်ဆိုတရားပါဆိုတရားမှအပေါ်တယ် နှစ်ကောင်သူ့ယောက်ျားပြန်ခေါ်သွားပြီဖြစ်မယ် ဟောပြီ သူတရားမရှိတရားတော့မှရက်ွက်ငါရရ ဒီမှာတရားပဲကြံတော့တယ်အေးကျွန်တော်ဘယ်လိုကူညီရမလဲ မတရားတော့အဲ့ဒီနေခေါ်ရလိုက်လေ ခလေးကိုလား อืม မနေ့ကမှခေါ်လို့ရမှာပေါ့မနေ့ကမှတရားကိုကျွန်တော်အဲ့လိုရမှာပေါ့ကျွန်တော်ထိန်းတရားများကျွန်တော်တရားပဲပဓာဟိတလုပ်နေတာအဲ့လို ဟုတ်တယ်သူပြောတာ အခုမိုးရေထဲမှာတရားတယ်ကျွန်တော်လာရတယ် အခုနေဘယ်လိုလောက်မလဲဟမ်စေတဲ့နေဘူးစားမလဲ မဟုတ်တမ်းမှလူဆိုရတယ်သူ့ကိုတများမှတ်မိနေတယ် อืม သူ့တများမှတ်မိနေတယ်သူယောက်ျားနဲ့မပတ်သက်ပါနဲ့လို့တရားမှားရတာနဲ့သူယောက်ျားဒီကိုရအောင်လာခဲ့တယ်ဘယ်သူတင်းပေးလိုက်လဲမသိဘူးသူလည်းဘယ်လိုဆက်တွေ့လဲမသိဘူး ညောကြနေဆက်ကြရလားဟာ 我要来了， ဟမ် 我要来了， သူရရလားဟုတ်လား အလူငွေတွေဘယ်ရောက်သွားလဲအလူငွေတွေ ညောကြပေးရတယ်မမှန်ပြောညောကြပေးလိုက်လား တောင်းလို့ကုန်သွားပြီဖြစ်မယ်ငါကြည့်တာ ဟမ်ညောကြခင်းလို့ကောင်းပါလားဟုတ်လားမမှန်ပြော 平时俺弄啥？ စိတ်ပြက်ကွယ်ကျွန်တော်ဘာလို့မှမသိဘူးကို နာနာ 俺这个东北人这边， ဘူးစမလဲဟင် 哎，我们家直接就行了，这个。 ညီကဘာလို့လိုက်ပေးလဲညီကချမ်းသာနေလားသူများလူတာပေးရလေသူများလူတာပေးနေကဘာလို့လိုက်ပေးလဲဒီကောင်မစရောက်စားပေါ့ အဲ့လိုမျိုးလှုပ်ရှားအောင်ဆိုပြီးတော့ကျွန်တော်ကတနာလို့လူကံပေးလိုက်တာ ဂျာဒုက္ခခက်ပြီးတော့ အခုကျတော့သူအခုလိုမျိုးကြီးဆေးကြောင်နေတာဘာလားမသိဘူးဆေးအောင်တင်ရမယ်ဆိုရင် ညီတဲ့တာလား ဟိုမသိတဲ့လူဆိုသူများလူတာပေါ့ကိုယ်အခုသူ့ကိုသူများသိနေကျွန်တော်ဘယ်သူကလူတော့မှာ ဟာညီတဲ့တာလား ဟမ် ဒီမှာကလေးတယောက်ကမိုးရီမလိုက်တော့ငါးစီနာနဲ့ သူကလေးကမိုးရေထဲမှာလိုက်သွားနေတာလေ အိမ်ဝစား ညီ လေး တဲ့ ပြီး တာ တော့ လားဆွေးကြောင်နေရလား ခေါ်ထားလိုက်တယ် နော် 谁到开了？ မနေ့ကမှ ပြန်ခေါ်လာပြီးလိုက်မယ်ပြီးဦး 谁到开了？ မနေ့ကမှကျွန်တော်တစ်ခေါက်လာကြည့်မယ်လေမနေ့ကကျွန်တော်တစ်ခေါက်ပြန်လာပြီးမယ်အခုသူ့ဟာကိုကျွန်တော်ဒီညကျွန်တော်လှုပ်ဆုပ်တယ် ဟုတ်တယ်ဒီမှာ မနေ့ကမှတစ်ခေါက်ပြန်လာပြီးမယ်ခလေးအခြေအနေနဲ့သူက อืม ဒီည